Okay, Namo Tassaနဲ့စတာပေါ့ Namo Tassa Bhagavato Arahato Dhamma Sambuddhassa Namo Tassa Bhagavato Arahato Dhamma Sambuddhassa Namo Tassa Bhagavato Arahato Dhamma Sambuddhassa အဲ့တော့အရင်ဆုံးဒီပါဠိလေးဖတ်လိုက်ပထမတစ်ပိုက်လောက်248ကလေကုသလဒီရူပပတ္တိယမကံဘာဝေတိရူပိရူပါဏိပတ္တတိဝိဝစေဝကာမေဟိပိယလပထမံဇာနံဥပတံပိစဝိဟရတိတတမိန်တမယေဖတ်တော်ဟောတိပိယလအဝိဟိဘောဟောတိပိယလဣမေဓမ္မာကုသလဟုတ်ပြီအဲ့တော့ဟိုးပုံမှာ204လားဟိုမှာဦးဇင်းတို့အဘိဘာယတနာမှာလေအဲ့တော့အဲ့အဘိဘာယတနာကပထမဆုံးအကြောင်းလေးပြန်ကြည့်မယ်ဒီမှာအဘိဘာယတနာမှာလည်းပဲတစ်ခါတော့ပြန်ဖတ်204ဒီမှာတမယေရူပပတ္တိယမကံဘာဝေတိပစ္စတံအရူပိတိအရူပသင်္ကြီးဟုတ်ပြီနော်ဒီမှာအစ္ဆတံအရုပသင်္ကြီးဗဟိတာဒီသုံးလုံးရဲ့နောက်ကပရိဒာနိအဘိပုံရရဲ့ထူကြတာလေအခုကနောက်ကဥဒ္ဒ248မှာကြာတော့တော့ပါလေဟိုမပါတော့ရူပူပါဏိပဲပါတော့တယ်တွေ့လားဟုတ်ပြီနော်ဒါပေမဲ့ तू ကအခုကဝိမောက္ခပြောတာ哦ဝိမောက္ခပြောတာဖြစ်တဲ့အတွက်သူဘာကိုပြောမလဲပေါ့နောက်ကျရင်အထာထားဘယ် point ကဟောဖြစ်လဲသူပြောပါလိမ့်မယ်အဲ့တော့ဒီမဲ့ရူပါဏိပေါ့လေဒါလေးပဲထူတာနော်ဟုတ်ပြီအဲ့တော့သူ့ကိုနေတရားဆရာတော်ကြီးဘာသာပြန်တာလေးတစ်ချက်ပြန်ကြည့်အောင်ဒီမဲ့ဝိမောက္ခဇန်နံပါတ်1ဆိုရူပါဏိရှေ့ဟာတဲ့အကုန်တူတာ哦တူတာဖြစ်တဲ့အတွက်ကရမေဓမ္မာကုသလယတမင်တမင်ယောဂဝစရောဘာဝေတိဒါတွေထားလိုက်တော့ရူပီဆိုတဲ့စကားလုံးကိုအစ္ဆဒကေတစသည်တို့၌ဖြစ်စေအပ်သောရူပဇံရှိသည်ဟုတ်တော်ဖြစ်၍အဲ့တော့ရူပီကကြတော့ဘာကိုညွှန်းလဲဆိုလို့ရှိရင်အစ္ဆဒယုတ်ကိုညွှန်းတာကမ္မထံ meditation object ပေါ့ meditation object ကဥပမာဆိုပါစို့ဒီဩရဒဂတိနာအဖြူအောင်ကတိုင်းဆိုပါစို့အဖြူအောင်ကတိုင်းဆိုလို့ရှိရင်အဲ့မဲ့အဖြူအောင်ကတိုင်းကိုအပြင်အဖြူအောင်ကြည့်တာမဟုတ်ဘူးသူ့ရဲ့အယိုးရဲ့အဖြူသွားရဲ့အဖြူကိုယ်ခန္ဓာအတွင်းအဲ့ဒါမျိုးကိုပြောတာလေဟုတ်အမှန်ကြီးอ่ะတခုခုသူတို့အရင်ဆုံးရမှာပေါ့နမိတ်ရမှာပေါ့နမိတ်နဲ့ကြည့်မှာပေါ့နမိတ်နဲ့32ခုတည်းဆင်ញင်လိုက်တဲ့အခါမှာလေကေတာလောမနခဒန္တာတဇောဒါကြောင့်ဒီမှာအစ္ဆဒကေတာဆိုတာအစ္ဆဒကိုတဏ္ဍာမှာရှိတဲ့ကေတာ7လေအဲ့တော့7ရဲ့အယောင်ကိုကြည့်ရင်သူအနက်ဆိုနီလာတို့ဘာတို့အဲ့လိုဟာမျိုးသွားမှာပေါ့ဒါပေမဲ့7ရဲ့ဖိုးဝေးဖြူနေရင်ဆိုတော့ဩဒါသာတို့ဘာတို့နောက်အယိုးတို့အဋ္ဌိတို့ဘာတို့အယိုးကိုသွားဆင်ရင်အယိုးရဲ့အဖြူရောင်သူ့ကိုသွားဆင်ရင်လောဟိတဘာညာစသဖြင့်လေအဲ့လိုအဲ့ဒါကိုအစ္ဆဒရူပီရဲ့အဓိကဒီမှာပြောတာအစ္ဆဒဆိုတာကရူပီဆိုတာကအစ္ဆဒ meditation object ကအစ္ဆဒလို့ပြောတာအဲ့လိုလုပ်ပြီးတော့ဇံရတာဟုတ်ပြီနော်အဲ့လိုရပြီးတဲ့ခါကျတော့ဘာထပ်လုပ်လဲဆိုတော့ကိုယ်တဏ္ဍာဟာနေတော့ရပြီအပြင်ကအာနဲ့လောက်ကြည့်တာရူပါဏိဗိဒ္ဓ၌လည်းပဲကတန်ယုတ်တို့ကိုပတ္တိဇန်ဆက်ခုဖြင့်ကြည့်ရှု၏ဗိဒ္ဓကတိုင်းတွေကိုလည်းပဲကတိုင်းဆို meditation object တွေကိုလည်းပဲအဲ့လိုကြည့်တယ်လို့ပြောတာဟုတ်ပြီနော်အဲ့တော့ဒီမှာရူပီနဲ့ရူပါဏိဘာကွဲသွားလဲရူပီကပထမဆုံးအစ္ဆဒနဲ့ဇန်ရတယ်အစ္ဆဒ meditation object နဲ့ဇန်ရတယ်ရပြီးတာနဲ့အဲ့ဒီကဇန်သမာဓိယူပြီးတော့ဗိဒ္ဓယုတ်ကတိုင်းတွေကိုလည်းပဲသူဇန်ဆက်ခုနဲ့ကြည့်တယ်လို့သူပြောတာလေဒီမှာလေဇန်ဆက်ခုဖြင့်ကြည့်တယ်ဆိုတော့မျက်စိနဲ့လိုက်ကြည့်နေမှာမဟုတ်ဘူးခုနသူကတိုင်းသမာဓိနဲ့ကြည့်မှာပေါ့ဇန်သမာဓိနဲ့ကြည့်မှာပေါ့ဟုတ်ပြီနော်အဲနောက်ကမေဟိပါညာဒါအတူတူပဲနော်အောက်ကြတော့တတမေတမယေထိုအခါ၌ဆိုတာကိုအစ္ဆဒရူပဇံကိုယာပြီး၍ဗိဒ္ဓနဲ့လည်းကတန်ယုတ်တို့ကိုရှုလျက်နေရထိုအခါ၌ဆိုတော့အစ္ဆဒ meditation object ကိုအသုံးပြုပြီးတော့ဇံရသွားပြီဇံရပြီးတဲ့ခါကျတော့နောက်ဗိဒ္ဓ meditation object တွေကိုလည်းပဲအဲ့လိုဇံအနေနဲ့မြင်ဇံရတဲ့အထိရှိနိုင်အောင်နောက်တစ်ဆင့်လေ့ကျင့်တဲ့အချိန်
အဲ့ဒီအခါမှာဒီကုသိုလ်တရားတွေဖြစ်တယ်အဲ့ဒါဝိမောက္ခဇံအခြေခံအဖြစ်နဲ့ဒီမှာပေါ့နော်အောက်ကျရင်လာလိုက်မယ်ထင်ပါတယ်ထားကြရင်လေဟုတ်ပြီဒါအဲ့တော့ဒီမှာ၃ဘိုက်ပါတာဆိုတော့ဒုတိယဘိုက်ကကြတော့သူကအရူပတင်ကြီးတဲ့တွေ့လားအပေါ်ကရူပတင်ကြီးနော်ရူပတင်ကြီးဗဟိတနိရူပနိအပေါ်မှာတော့ရူပီရူပနိလို့ပဲပြောတယ်ဗဟိတဆိုတဲ့စကားလုံးမပါဘူးနော်ဒါဘာသာပြန်တော့ပါလာတွေ့လားအခုဒီမှာကျတော့အစ္ဆတံအရူပတင်ကြီးနောက်ဗဟိတရူပနိဟုတ်ပြီနော်အဲ့တော့ဒါလေးတစ်ချက်ကြည့်ရအောင်နေတရားဆရာတော်ကြီးဘာသာပြန်ထားတာရှိလိုက်ဟောအရူပတင်ကြီးအဲ့တော့ကတမေဓမ္မာကုသလာယတမင်တမေရောဂါဆိုတော့ဘာဝေတိအစ္ဆတံမိမိတဏ္ဍ၌ဖြစ်သောအရူပတင်ကြီးကတိုင်းယုံ၌ဖြစ်သောပရိကံတင်ညာရှိသူမဟုတ်သည်ဟုတ်တော်ဖြစ်၍အဲ့တော့ကတိုင်းယုံ၌ဖြစ်သောပရိကံတင်ညာရှိသူမဟုတ်သည်ဟုတ်တော်ဖြစ်၍ဗေဒာနိပြမဆိုနာရူပီရဲ့ကျတော့ဇံရထားတာကိုပြောတာဒီကျတော့အရူပတင်ညာဇံမရသေးဘူးဆိုတဲ့သဘောပဲဟုတ်ပြီနော်ဒါမှမဟုတ်လည်းပဲသူကပရိကံတင်ညာမရှိဘူးဆိုတော့ညံကောင်းလို့ပရိကံမလိုတော့ဘူးလို့ဟိုပထမဇန်ရဲ့ဒီငကိုရထားတဲ့ဇန်အကူကြီးမလိုဘဲနဲ့ဒီတိုင်းပဲတန်းသွားလိုက်တာမျိုးလည်းပဲဖြစ်မှာပေါ့လေဟိုအကျယ်ဝန်းပြောလိုက်မယ်အဲ့တော့တခုသိစေချင်တာကဟိုမှာတော့ရူပီလို့ပြောတယ်ယုတ်ကတိုင်းအစ္ဆဒမှာတန်တမှာဖြစ်တဲ့ယုတ်ကတိုင်းကိုပြောတယ်ဒီမှာကျတော့အရူပတင်ကြီးဆိုတော့အရူပတင်ကြီးလို့ပြောတာနော်ဟိုအရူပဆိုတော့နံတရားလို့ပြောတာမဟုတ်ဘူးနော်ဒါလေးတို့ဟိုနေ့တော့အရင်ဘက်တော့ပြောခဲ့ပြီးသားလေအဲ့ဒါလေးသတိထားမှာမဟုတ်ရင်ရုပ်တည်းဆိုရူပအရူပအတွဲလိုက်တယ်ရူပယုတ်တရားအရူပနံတရားဆိုပြီးတော့လေဒီမှာအဲ့ဒါနားလည်မှုလွဲတတ်တယ်ဟုတ်ပြီအဲ့တော့ဒီမှာပရိကံတင်ညာမရှိဘူးဆိုတော့ပရိကံတင်ညာဘာကြောင့်မရှိတာလဲဆိုလို့ရှိရင်မရဘူးလို့ပဲဖြစ်ဖြစ်ဒါမှမဟုတ်ညံကောင်းလို့ရလို့ဟိုမလို့လို့ပဲဖြစ်ဖြစ်ပေါ့လေအထာရမှာဖွင့်ပါလိမ့်မယ်ဟိုနေတော့လည်းအဲ့လိုရှင်းပြပြီးသားပဲလေဗေဒာနောက်ရူပါနိဗေဒကတယုတ်တကိုပတ္တိဇန်ဆက်ခုဖြင့်ရှုတယ်ဟုတ်ပြီနော်အဲ့တော့ပရိကံလောက်စရာမလိုဘူးပေါ့ဒါကြောင့်ဦးဇင်းတို့ဟိုဗာလဲဝီထိဇန်ဝီထိတွေချတဲ့အခါမှာတချို့ကြတော့ဇောက၄ချိန်ဖြစ်တယ်လေပရိကံဥပဇာအနုလုံဂုတ္တရဘူးဆိုပြီးတော့တချို့ကြတော့ပရိကံမလိုတော့ဘူးလေဥပဇာအနုလုံဂုတ္တရဘူးဆိုပြီးတော့ပရိကံကြော်လိုက်တာဒါကိုပြောတာဖြစ်ပါလိမ့်မယ်ပရိကံတညာမရှိသူဆိုတော့လေအဲ့ဒါမျိုးရှေ့မှာလည်းအလေးကျင့်မလို့ဒါကတော့ဇန်နေရာမှာဝီထိချတဲ့နေရာမှာဒါမြန်တဲ့ပုံကိုပြောတာဟုတ်တကယ်ရှေ့မှာလည်းပရိကံမလိုတဲ့သဘောပေါ့အဲ့လိုနားလည်ရမယ်ထင်ပါတယ်နောက်တစ်ပိုက်တစ်ခါတည်းသွားရအောင်နောက်တစ်ပိုက်ကကြတော့ဘာလေးထူးသွားလဲဆိုသူဗန္တိဆိုတဲ့စကားလုံးလေးထူးသွားတယ်ဟုတ်ပြီနော်သူဗန္တိအဲ့တော့ဟိုယတမင်တမယေရူပဝပတ္တိယမေကံဘာဝေတိသူဗန္တိဝိဝေစီဝကာမေဝိဇာအကုသလေဓမ္မိဘာညာစသဖြင့်သူဗန္တိဆိုတဲ့စကားလုံးလေးပဲထူးတယ်အဲ့တော့ပထမကရူပီရူပါနိနောက်တစ်ခါကျတော့ဣဇတံအရူပတင်ကြီးဗဟိတာရူပါနိနောက်ကျတော့သူဗန္တိဒီ၃ဘက်ကထူးခြားချက်ကလေအဲ့တော့ကတမေဓမ္မကုသလာသူဗန္တိသူဘဟူ၍ဝါတစ်တေဟူ၍အဒီမုတ်စိတ်တဝါလွတ်ကျွတ်သက်ဝင်၍ဝါနှလုံးသွင်း၍လှလိုက်တာကောင်းလိုက်တာတင့်တယ်လိုက်တာဆိုတဲ့နှလုံးသွင်းပြီးတော့ရှေ့ဆက်သွားမှာပေါ့လေသူဘကိုနှလုံးဇန်နေရာရောက်တယ်ထိုအခါမှာဒီနေ့၃ပါးကုန်တော့ဝိမောက္ခဏိဝိမောက္ခတို့ဒီသောလသက်ခဏိအဆုံးမှာဗာလေးထူသွားလဲဆိုတော့တော့ဒါဏီကုန်းကြောက်ရောက်သွားအိမာနိဒီနိဝိမောက္ခဏိသောလသက်ခတ်တာနိဒါတော့ဟို16ကြိမ်နေတော့ရှေ့မှာတော့အလိုဟိုပရိပဒါ၄ပါးတို့ဘာတို့နဲ့သွားမှာဟုတ်ပြီနော်ထားလိုက်တော့ဟုတ်ပြီဒါဆိုရင်အထထသွားရအောင်အဲ့တော့248ပါတယ်လေဖတ်လိုက်စမ်းပါပထမတစ်ကြောင်းဣဒာနိယတမဣဒံရူပါဝဆရကုတလနာမနာကေဝလံအာရမဏသင်္ခတာနံအာယတနာနံအပိဘဝနာတောအပိဘာယံအာယတနာဝတိနာဝတိနိဝဥပိစတိအထခောဝိမောက္ခဝတိနာပိဥပိစတိတတမတတမိနယံဓာတိတုံပုဏကတမိဓမ္မာကုသလာတိအာတိအာရထံဒါလေးကမိတ်ဆက်ကလေးပြောတာဘာလို့ကတမိဓမ္မကုသလာလို့ဒီဆိုတော့248မှာစတာလဲရှေ့မှာလည်းပဲခဏကတမိဓမ္မကုသလာကတမိဓမ္မကုသလာဆိုတော့ခဏလာပြီးသားဆိုတော့သူကဣဒံအခုခါမှာတဲ့ရူပဝဇ္ဇရကုသလံရူပဝဇ္ဇရကုသိုလ်မြည်သည်ဆိုတာတဲ့
အာရမဏသင်္ခါတံနော်သင်္ခတနံမဟုတ်ဘူးသင်္ခါတနဲ့သင်္ခတနဲ့မတူဘူးသင်္ခတတရားတွေအတ္တခတတရားတွေကြားဘူးတယ်မဟုတ်လားသင်္ခတဓမ္မအတ္တခတဓမ္မအဲ့ဒါနဲ့ဒီသင်္ခါတနဲ့မတူဒီကသင်္ခါတဆိုတာ that is တို့ which is တို့ဆိုလိုတာကဆိုတဲ့အဓိပ္ပာယ်မျိုးဟိုကသင်္ခါတဆိုတာ condition ကိုကံစေဥဒုစတဲ့အကြောင်းတရား၄ပါးတို့ပြည့်ပြည့်စီမံဖန်တီးတတ်တဲ့တရားဒီမှာစကားလုံးနှလုံးကိုဆက်တဲ့အခါမှာသုံးတာဥစဉ်အင်္ဂလိပ်စာမှာ which is တို့ that is တို့ဆက်တယ်လို့မျိုးအာရမဏသင်္ခါတာနံအာယတနာနံအာယတနာနဲ့ကြားတဲ့ချိတ်ဆက်ဖြစ်ဖို့သင်္ခါတာနံလို့သုံးတာအဲ့အာယတနာဆိုတာတခြားမဟုတ်ဘူးအာယုန်တွေပဲလို့ပြောတာအဲ့တော့ရူပဝဇ္ဇကုသိုလ်ဆိုတာတဲ့အာယုန်တွေကိုလွှမ်းမိုးပြီးရတာလေးတက်မြမဟုတ်ပါဘူးတဲ့နာကေဝလံအဘိဘဝနာတော့ဆိုပြီးတော့အပေါ်မှာတော့အဘိဘယတနာတွေ့ခဲ့ပြီးသားလေအာယုန်တွေကိုပိုင်နိုင်ုံနဲ့ရူပဝဇ္ဇကုသိုလ်ရတာမှန်ပေမဲ့ဒါရင်တက်ကလေးရှိတာမဟုတ်ဘူးနောက်ထပ်လည်းရှိသေးတယ်ဆိုတာမျိုးပြကျင်လို့အထာကောတကယ်စင်စစ်ကတော့ဝိမောက္ခဝတိနာပြီးရူပဝဇ္ဇကုသိုလ်ဆိုတာလွတ်မြောက်ခြင်းအပြင်လည်းပဲဖြစ်နေတာပဲဒါကိုပြတတ္တမတန်ပြီးနေရင်အဲ့ဒီကိုပြဖို့အတွက်ဟိုတခါကုသမိဓမ္မကုသလဆိုပြီးတော့မြတ်စွာဘုရားထပ်မိတ်နာပါတဲ့ဟုတ်ပြီဒါကမိတ်ဆက်ဟိုအပေါ်နဲ့အောက်နဲ့အပေါ်မှာလည်းကုဟိုကတမေဓမ္မကုသလကတမေဓမ္မကုဒီရူပကုသိုလ်တွေအကြောင်းပဲထပ်ခါပြောခဲ့ပြီဆိုအခုဘာလို့ထပ်ပြောပြန်တယ်လဲနောက်တစ်မျိုးရူပကုသိုလ်ရှိသေးတယ်ဆိုတာကိုပြခြင်းတယ်ရူပကုသိုလ်ဆိုတာအာယုံကိုတွေမဟုတ်ဘဲနဲ့ခုနလိုအဲ့အာယုန်နဲ့လွတ်ပြီးတော့လဲဝိမောက္ခဝတေနအဲ့တော့ဝိမောက္ခဘလို့ဝိမောက္ခဖြစ်လဲဆိုတာလည်းပဲအောက်မှာရှင်းပြပါလိမ့်မယ်ဟုတ်ပြီအဲ့တော့ဒါကစာပိုက်ကိုမိတ်ဆက်ပြီးတဲ့အခါမှာစာပိုက်ကို analyze လုပ်တော့မှာခုနကဦးဇင်းတို့ဖတ်ခဲ့တဲ့ဟိုပါဠိတော်စာပိုက်လေအဲ့ပါဠိတော်စာပိုက်ထဲမှာအခုဒီမှာ248ပါဠိတော်ပြန်ကြည့်ရင်ဒီမှာစထားတာကတမေဓမ္မကုသလာနဲ့စထားတာလေဟုတ်ပြီနော်အဲ့တော့ကရဗေဓမ္မကုသလာနဲ့စထားတာကိုနောက်ကဟိုသမယေရူပါနိရူပဝပတ္တိယမေကံဘာဝတိဒီဘိုက်တဲ့ပြောပြီးသားကိုရူပီရူပတင်ကြီးရူပီရူပါနိဟုတ်တော်ပတ္တိပါညာစသဖြင့်ဒါလည်းပဲပြောတော့ပြောခဲ့ပြီးသားဒါပေမဲ့ဒီမှာပြန်ရှင်းပြလားမရှင်းပြလားတစ်ချက်ကြည့်အောင်အဲ့တော့အဲ့ထက်ဘယ်အပိုက်ကိုရှင်းပြလဲဆိုလို့ရှိရင်အခုပါတယ်လေကေနတ်ထေနပါဏဝိမောက္ခောဝိရိတဘောဒီတိုင်းလေးဆိုရူပီရူပါနိပတ္တိရှေ့မှာတော့လည်းဒီလိုပဲလေရူပီရူပါနိပတ္တိပဲလေဒီတိုင်းဟိုအစ္ဆဒယုတ်ကိုနမိတ်ယူပြီးတော့ပွားလိုက်တဲ့ဇံရတယ်ဇံပြီးတော့အဲ့ဒီဇံပေါ်အခြေခံပြီးတော့တခါဗေဒယုတ်နဲ့လည်းဇံရအောင်ထပ်ကြိုးစားတယ်ဒါကိုရူပီရူပါနိလို့ပြောတာအဲ့တော့ဘာမှမထူးတော့အခုဒီမှာကဝိမောက္ခကထာလို့ပြောတာဇောနမိတ်ဆက်မှာလည်းပါပြီးသားဟိုအာယုံကိုအာယုံပြုကမတ္တအာယုံကိုပိုင်နိုင်ုံနဲ့ဇံရတာမျိုးမဟုတ်ဘဲနဲ့တခြားနည်းနဲ့ဇံရတာတွေလည်းပဲရှိသေးတယ်လွတ်မြောက်မှုနဲ့ဇံရတာလည်းရှိသေးတယ်လို့ပြောတာဟုတ်ဒါဆိုရင်အခုဒီမှာလွတ်မြောက်မှုကိုဘယ်လိုနားလဲရမှာလဲကေနတ်ထေနဝိမောက္ခောဝိတိတဘောဝိမောက္ခောလွတ်မြောက်ခြင်းအပြင်လွတ်မြောက်မှုအပြင်ကေနတ်ထေနဘယ်အဓိပ္ပာယ်ကြောင့်ဝိမောက္ခောအဲ့ဒီလွတ်မြောက်မှုဆိုတာကိုနားလဲရမှာလဲအခုထိဒီဝိမောက္ခဆိုတာမပါသေးဘူးတကယ်ကစာပိုက်ထဲမှာလေဒါကြောင့်ဦးဇင်းတို့ဇောန3ပိုက်လို့ဖတ်လိုက်တဲ့ခါမှာဝိမောက္ခဆိုတဲ့အသုံးတော့ဘယ်နှမှမပါဘူးဒါပေမဲ့ intention လေးတွေပါလိုက်မယ်ဟုတ်ပြီနော်အဲ့တော့အဓိမုတ်ကျနထေနာတဲ့အဓိမုတ်ကျနအဲ့တော့အဓိမုတ်ကျနဆိုတာကဘာလဲလွန်ကဲစွာထူးခြားစွာကောင်းစွာလွတ်ခြင်းသက်ဝင်ခြင်းအဲ့တော့ဟိုဆိုလိုတာကဘာပြောလဲဆိုတော့အောက်မှာစัจจิဘက်တရားတို့မှာကောင်းစွာလွတ်လျက်အာယုန်၌သက်တာလွယ်ကူစွာဖြစ်နိုင်ခြင်းဟူသောသဘောတဲ့အပေါ်မှာတော့ကျတော့ဟိုစကလုံးရဲ့တဲ့ရဲ့အဓိပ္ပာယ်ကိုပြောပြနေတာလေသူရဲ့စัจจิဘက်ဘာမှဇန်ထဲကိုရောက်သွားပြီဆိုတာနဲ့တခြားသူဘေးနားမှာပူတာလည်းမသိတော့ဘူးအေးတာလည်းမသိတော့ဘူးသူဇန်နဲ့သူအေးစစ်စစ်နေတော့တာပြပဟာတဲ့သူအနောက်ချက်ကိုမပေးနိုင်တော့အဲ့လိုမျိုးလွတ်ကျွတ်ဒီဇန်နဲ့ပဲနေတော့တာဘာအနောက်ချက်မှရောင်တောင်ပေါင်တောင်လေးတော့မှဘေးကအတန်လေးတော့မှမကြားလိုက်ဘူးအဲ့လိုမျိုးပေါ့အဲ့ဒီအဓိပ္ပာယ်အနေနဲ့ဒီမှာဝိမောက္ခဆိုတာကိုနားလည်လို့ရပါတယ်တဲ့ဟုတ်ပြီနော်ပြီးမှနေတဲ့ဖတ်တာပေါ့နေတဲ့ဆရာတော်ကြီးကြာနဲ့ရှင်းပါလဲအောင်ဘုလောဆယ်အချင်းချုပ်နားလဲအောင်ကောယံအဓိမောဇနထေနအဓိမောဇနထောနာမဒါဆိုရင်ဟုတ်ပါပြီတဲ့လွတ်မြောက်ခြင်းခုနကလွတ်မြောက်မှုနဲ့ဇန်အင်္ဂါပေါ်မှာဟိုကိုယ်ဇန်ပေါ်မှာစัจจิဘက်အကြောင်းတရားတွေနဲ့လွတ်ပြီးတော့
ဇန်အာယုံပေါ်မှာကောင်းကောင်းမွန်မွန်ကြီးအာယုံဆိုင်နေတယ် meditation object ပေါ်မှာကောင်းမွန်ကြီးအောင်ဆိုင်နေတာကိုပဲဒီမှာဝိမောက္ခလို့နားလည်ရမယ်ဆိုတော့ကောအယံအဓိမုတ်စနတ်ထောနာမှာအဲ့တော့လွတ်မြောက်မှုဆိုတာဘယ်ဟာလွတ်မြောက်တာလဲတဲ့ဟုတ်တယ်မဟုတ်လားကောအယံအဓိမုတ်စနတ်ထောအဲ့ဒီလွတ်မြောက်မှုဆိုတဲ့သဘောဘယ်ဟာလွတ်မြောက်တယ်ဆိုတာဘယ်ဟာလွတ်မြောက်တာလဲဘယ်သူကလွတ်မြောက်တာလဲဘာကနေလွတ်မြောက်တာလဲလွတ်မြောက်ပြီဆိုမှတော့လွတ်မြောက်တဲ့ပုဂ္ဂိုလ်ရှိမယ်လွတ်မြောက်တဲ့အရာတွေရှိမယ်ဟုတ်တယ်မဟုတ်လားဘယ်ရာနေလွတ်မြောက်တယ်လဲဆိုတာတွေရှိမယ်ဒါကြောင့်သူကနောက်မှပြောတယ်ဘာလဲတစ်ခါတော့ဖတ်လက်တမန်တော့ကအကြောင်းလေးတစ်ကြောင်း ပစ္စနီ อืม ပစ္စနီကဓမေဟိစသုတ်ထုဝိမုစနထောအရမဏိစအဘိရတိဝတိနာသုတ်ထုဝိမုစနထောပိတုဟင်ကေဝိတိထအင်္ဂပစ္စင်ဂတဒါရကတတယေနံဝိယအာနေဂဟိတာဘာဝေနနိရာသင်္ဃတာယအရမဏိပဝတ္တိတိဝုဒ္ဒံဟောတိ เอวံ ဧဝံလက္ခဏေ ညိ ဖြာ လက္ခဏေညိ ဤလက္ခဏေဤဝိမောက္ခဘာဝပတ္တံရူပ ရူပဝစရကုတလံ တလံဓာတိတုံအယံနယောအာရတော ဟုတ်ပြီအဲ့တော့သူကဟိုဘယ်အရာသည်လွတ်မြောက်မှုလဲလွတ်မြောက်တဲ့အတိတ်ပဲလဲဆိုတော့ပထမဆုံးလွတ်မြောက်တယ်ဆိုတာဒီဘယ်ကနေလွတ်မြောက်လဲစัจကျင်ဘက်တရားတွေနဲ့လွတ်မြောက်တာပစ္စနိကဓမ္မေဟိဝိမုစနတ်ထောလွတ်မြောက်တယ်ဆိုတဲ့အခါမှာလည်းပဲတမန်ငါရှံကလွတ်မြောက်ခါမတ်တာလေးစီးကြော်ရုံလေးမဟုတ်ဘူးတစ်ဖက်ကနေလက်လန်းမမီလောက်အောင်ကိုပဲလွတ်ကျွတ်ကြီးလွတ်မြောက်တာဒါကြောင့်သုတ်ထုဝိမုစနတ်ထောတွေ့တယ်နော်အဲ့တော့သုတ်ထုဝိမုစနတ်ထောဒီမှာကြည့်ရှေ့မှာတော့ပြောတာကအဓိမုစနတ်ထောလို့ပြောတာနော်အခုကျတော့သုတ်ထုဝိမုစနတ်ထောလို့ပြောတာအဲ့တော့အဓိကိုသုတ်ထုနဲ့အစားထိုးပြီးတော့ရှင်းပြတာအဓိဆိုတာဒီတမန်ငါရှံကားလေးလွတ်မြောက်တာမဟုတ်ဘူးလွတ်ကျွတ်ကြီးလွတ်မြောက်တာလက်လန်းမမီလောက်အောင်ကိုလွတ်မြောက်တာဟိုရက်ွက်ဟိုဦးဇင်းတို့လက်ဝှေ့သမားဆိုပါစို့လက်ဝှေ့သမားဟိုဒီရက်ွက်လိုက်ကျင်းပတဲ့ပွဲဒီမှာလက်ဝှေ့ထိုးတဲ့သူလက်ွက်ကနေမြို့နယ်ကနေတိုင်းကနေနိုင်ငံကနေကဘာတစင်းချင်းတက်သွားတယ်ဆိုပါစို့ဆိုတဲ့အခါမှာရက်ွက်လက်ရွေးစင်ဖြစ်တဲ့အချိန်တုန်းကတော့သူနဲ့အတူပထမဒုတိယလူနေတဲ့သူတွေရှိလိုက်မယ်နောက်သူကကြတော့ဟိုပို့တော်တဲ့ခါကျတော့ထပ်ထိုးနိုင်နဲ့မြို့နယ်လက်ရွေးစင်ဖြစ်တယ်ဟိုကရက်ွက်လက်ရွေးစင်ပဲကြံခဲ့တယ်အဲ့တော့အဲ့ချိန်မှာဟိုကရက်ွက်လက်ရွေးစင်ဖြစ်တော့ငါလည်းသူ့မြို့နယ်လက်ရွေးစင်ဆိုတော့ငါလည်းသူ့လိုက်အောင်မိအောင်လိုက်မယ်ဆိုတာမျိုးဆိုရင်ဒါဆိုရင်သူနဲ့ပြိုင်ဘက်ကနေလွတ်တာတော့မှန်တယ်ဟိုကရက်ွက်လက်ရွေးစင်သူကမြို့နယ်လက်ရွေးစင်ဖြစ်သွားတယ်တို့တော့တစ်ဆင့်မဲ့ခြားတာဖြစ်တဲ့အတွက်ဟိုကလည်းသူကရက်ကလေးစင်ကြောပြီးတော့နောက်ထပ်တစ်ခါနောက်ရွေးဝဲမှာမြို့နယ်လေးစင်ဖြစ်လာနိုင်တာပဲလေဒါပေမဲ့ကိုကကျတော့အဲ့မှာမြို့နယ်လေးစင်နဲ့တိုင်းလေးစင်နဲ့နောက်ကဘာကြောဖြစ်သွားပြီဟိုကမြို့နယ်လေးစင်လောက်နဲ့ပဲကြံခဲ့တယ်ဆိုရင်အစ်စ်နဲ့အများကြီးကွာသွားတဲ့အခါပြိုင်ဘက်ဆိုတဲ့အနေထားကနေကိုလွတ်ထွက်သွားပြီလက်လန်းမမီတော့ဘူးအောင်ထဲမှာစိုက်စားသူ့ပြိုင်ဘက်မဟုတ်တော့သူကကဘာပြိုင်ဘက်တွေသွားတော့မှလေဘယ်ကပြိုင်ဘက်နဲ့ထိုးမှလဲစသည်ဖြင့်အဲ့ဒါမျိုးပေါ့အခုဒီမှာဒါကဟိုလွတ်တယ်ဆိုတဲ့သဘောကိုနားလည်အောင်ပြောတာเนาะအကုန်လုံးတော့ပုံတည်ဟတ်လို့တော့မရဘူးလေဇန်ဟိုဒီဝရဏတွေလည်းလွတ်တော့တခြားဗာပြိုင်ဘက်တွေနဲ့သွားမှလဲဆိုတာမျိုးတော့အဲ့လိုတော့သွားလို့မရဘူးပေါ့ဟိုလွတ်မြောက်မှုဆိုတဲ့သဘောတဘာဝမှာလက်လန်းမမီလောက်အောင်လွတ်မြောက်တယ်ဆိုတာကိုပြောတာဟုတ်ပြီနော်သုတ်ထုဝိမုစနတ်ထောအဲ့တော့အဲ့သုတ်ထုဝိမုစနတ်ထောကိုပထမစัจကျင်ဘက်ရန်သူတွေကနေလွတ်မြောက်တယ်ကောင်းကောင်းကြီးလွတ်ကြီးလွတ်မြောက်တယ်စัจကျင်ဘက်ရန်သူတို့ကိုလက်လန်းမမီလောက်အောင်ကိုလွတ်မြောက်တာသုတ်ထုဝိမုစနတ်ထောလို့ပြောတယ်တခါဟုတ်ပြီအဲ့ဒီရန်သူတွေရဲ့လက်ကနေလွတ်မြောက်သွားပြီဆိုတော့သူကဘာလို့ရမှာလဲဆိုတဲ့အခါနောက်တစ်ခါကပါတယ်လေအာရမဏေစာအဘိရတိဝတေနာသုတ်ထုဝိမုစနတ်ထောစัจကျင်ဘက်အာဝဏီကနေလွတ်မြောက်တယ်ဆိုတာအဝေးကြီးပြေးလို့သူတို့မမီတဲ့နေရာကိုရောက်သွားလို့လွတ်မြောက်တာမျိုးမဟုတ်ဘူးတဲ့အာယုံပေါ်မှာပဲမွေ့လျောနေတဲ့အတွက်အနာကချင်းကြိုက်တာလည်းမသိတော့ဘူးဘုံကွဲတာလည်းမသိတော့ဘူးအိုးဆိုမိုးကြိုးပြစ်တာလည်းမသိတော့ဘူးလျှက်စိလက်တာလည်းမသိတော့ဘူးတစ်ပင်ကြီးကြိုးကြတာလည်းမသိတော့ဘူးသူ့အာယုံနဲ့သူပဲနေတော့တာအာရမဏေစာအဘိရတိဝတေန
အာယုံပေါ်မှာမွေ့လျော်ပျော်ပါပြီးတော့ဒီအာယုံနဲ့ဒီစိတ်နဲ့ဒီဟာနဲ့တသားတဲ့ကျန်တဲ့နားကလည်းမကြားတော့ကျန်တဲ့အာယုံနဲ့အကုန်ချုပ်ငိမ့်ပြီးတော့သူ့ meditation အာယုံနဲ့သူ့စိတ်နဲ့တသားတဲ့ကတ်ပြီးတော့ဂျားလေတွေးလို့မရအောင်ကိုပဲမြဲမြံပြီးတော့နေတာမျိုးပျော်မွေ့နေတာမျိုးအဲ့ဒါကိုသုတ္ထုဝိမု sna ထောလို့ပြောတာဟိုအဝေးကြီးလက်လန်းမမီရလိုက်မမီတဲ့နေရာပြေးလို့လွတ်တာမျိုးမဟုတ်ဘူးဒီနာပဲဒီနယ်ပယ်ပဲတို့တော့ကိုယ့်လိုကိုပဲအောင်ဆိုင်နေကျန်တဲ့ဟာတွေလာထိလို့ကိုမရတော့ဘူးအဲ့လိုပြောတာနော်ဟုတ်ပြီအဲ့ဒါကိုဒီမှာနမူနာလေးနဲ့ပြောပြတယ်ပိတုအင်္ဂေတဲ့ဝိတ္တထအင်္ဂပစ္စင်ကသဒါရကသတယနံဝိယအနေကဟိတဘာဝေနနိဒသင်္ကတာယအာရမဏေပဝတ္တိတိဗုဒ္ဓံဟောတိတဲ့အဲ့ဒါပိတုအင်္ဂေရဲ့ဝိတ္တထအင်္ဂပစ္စင်ကသဒါရကသရဲ့တယနံဝိယအနေကဟိတဘာဝေနနိဒသင်္ကတာယဒါလေးကတော့နေတရားကြည့်မှရတယ်အဲ့တော့အထာထာနေတရားမှာအထာခရာဒီမှာဝိမောက်ခအဲ့တော့ဒီအခုဒုတိယပိုင်းတွေ့တယ်နော်ပါဏပရိဟာရအဲ့မဲ့ကေနထေနာနဲ့စဖတ်လိုက်တယ် ကိနတိနာအဖေအနက်သဘောကြောင့်ဇာနာဓမ္မောဇံတရားကိုဝိမုတ်ခေါ်ဟူ၍ဝိရိတဘောတိထိုက်တနီဣတိဤကာအမေတိအဒီဝိမုတ်ဝိမုတ်စနထေနာအဒီဝိမုတ်စနအနက်သဘောကြောင့်ဇာနာဓမ္မောသူဝိမုတ်ခေါ်ဟူ၍ဝိရိတဘောတိအယံအဒီဝိမုတ်စနထောနာမဤအဒီဝိမုတ်စနထညီဒီကောအဘေနီပစ္စနိကဓမေဟိနိဝရဏစသောဆန့်ကျင်ဘက်တရားတို့မှာတုတ်ထူကောင်းစွာဝိမုတ်စနထောအထူးအားဖြင့်လွတ်ခြင်းအနက်သည်၎င်းအာရမဏေကတိုင်းစသောအာယုန်၌အဘိရတိဝတိနာအလွန်မွေလျော်ခြင်းဤအစွမ်းဖြင့်တုတ်ထူကောင်းစွာဟုတ်တယ်ဝိမုတ်စနထောလွတ်ချွတ်တတ်ဝင်ခြင်းအနက်သဘောသည်လည်း၎င်းနော်အဒီမုတ်စနထောစလွန်ကဲသက်ဝင်ခြင်းလက်ရှိအဒီမုတ်စနထောနာမမီဤပိတုအဘဤအင်္ဂေရင်ခွင်၌ဝိတိထအင်္ဂပစ္စင်ကတဆွန်လွတ်အပ်သောအင်္ဂါကြီးငယ်ရှိသောဝါလက်ချေအင်္ဂါကြီးငယ်တို့ကိုဆွန်လွတ်ထားသောဒါရကတကလေးဤဘာပြောလဲဟုတ်ပါတယနံဝိယနှစ်ချိုက်အိတ်ချင်းကဲ့သို့အာနိကဟိတဘာဝေနမနိတ်အပ်သည့်အဖြစ်ကြောင့်ဝါမနိတ်အပ်သည့်အတွက်နိရာသင်္ကတာယယောရှာခြင်းမရှိသည့်အဖြစ်ဖြင့်အာရမဏေအာယုန်၌ပဝတ္တိဖြစ်ခြင်းဒီဣတိဝုဒ္ဒံဟောတိဟုတ်ပြီထားတော့အဲ့တော့အော်မနေတဲ့ဆရာကြီးလည်းရှင်းမပြဟုတ်ပြီးတော့လေခဲရမယ်လိုက်ရေးထားရှိသူကဟိုပိတုအင်္ဂေဟိုမိဘရင်ခွင်ပေါ့နော်မိဘရင်ခွင်ထဲမှာအိတ်နေတဲ့ကလေးဟာတဲ့ဝိတ္တထအင်္ဂပစ္စင်ကတဒါရကတသူ့ရဲ့ကိုယ်အင်္ဂါကြီးငယ်တွေကိုဟိုဝါလို့စရာမလိုတော့ဘူးဥပမာဆိုပါစို့အန်ကြပန်ကြဖြစ်နေတာဟိုဦးဇင်းတို့ပုံမှန်လူကြီးတယောက်ဟိုကြမ်းမြမှာတုံလုံးလဲအိပ်ပြီဆိုလို့ရှိရင်ခေါင်းမရှိရင်ကိုယ့်လက်ကိုခေါင်းအုံတာတို့လက်နှစ်ဘက်ကိုခေါင်းခုလိုက်တာတို့စသည်ဖြင့်ပေါ့နော်အဲ့လိုဟိုမိဘရင်ဝင်ထဲမှာအိတ်တဲ့ကလေးကြတော့အဲ့လိုမဟုတ်ဘူးသူ့ခြေလက်အင်္ဂါတွေကိုအဲ့လိုသူ့ခန္ဓာကိုယ်နဲ့ဟန်ချက်ညောင်လှုပ်ဆရာမလို့မိဘအသာထွေးပွေပြီးတော့လေအစင်မပြေဘူးဆိုလို့ရှိရင်လှုပ်လိုက်တာနဲ့ဟာဒါဆိုရင်သူလက်ကလေးကခုနေလို့ဗာလေးကဖြစ်နေလို့စသည်ဖြင့်အကုန်လုံးသူဟိုအကြမတ်ကြတစ်ခါတည်းကြာနေတယ်ဆိုတဲ့သဘောအာဟုနဲ့စိတ်နဲ့လေဟိုဘာမှဖိစရာလည်းမရှိဘူးနှိပ်စရာလည်းမရှိဘူးတကယ်ကိုတက်တောင့်တက်တာလေးဟိုအာယုံစိတ်နဲ့ဒီအာယုံနဲ့ကတ်တဲ့တွဲဟိုဘယ်လိုပြောမလဲဒီဇန်အာယုံဇန်စိတ်ကဒီအာယုံကိုယူတဲ့အခါမှာလည်းပဲဟိုအစင်မပြေတပြေဖြစ်နေတာမျိုးမဟုတ်ဘဲနဲ့မိဘယုံထဲမှာအိတ်နေတဲ့ကလေးလိုပဲသူ့ဟာနဲ့သူ့ပုံနဲ့သူ့အန်ကြဖြစ်နေတာမျိုးကိုပြောတာအဲ့တော့အာနေခိတဘာဝေနဆိုတာကဒီမှာဟိုမနှိပ်အပ်တယ်ဆိုတော့ခဏလေးဒီမှာကြည့်အာနေခိတဘာဝဆိုတော့
မနှိမ့်မနှိမ့်နိုင်တော့ဟုတ်ပြီနော်ဒါလေးကတစ်ခုနောက်နိဒာသင်္ကတာယကသူကကင်းသောရွံရှာခြင်းကြောက်ရွံ့ခြင်းကြောက်လန့်ခြင်းဘာညာဆိုတော့သူကဘယ်လိုပြောမလဲစိတ်ချလက်ချမိဘရင်ဝင်ဆိုတော့သူ့ကိုရိုက်ထုတ်မှလည်းကြောက်စရာမလိုဘူးပြီးတော့လည်းပဲလှုပ်နှိုးမှလည်းကြောက်စရာမလိုသူ့ကိုအန္တရာယ်ပြုမှလည်းကြောက်စရာမလိုဘူးဒီအာရုံနဲ့သူကဆိုယဉ်နှီးပြီးတော့တရားရဲကြနွေးနွေးထွေးထွေးအဲ့လိုဖြစ်တာမျိုးပြောတာအာရမဏိပဝတ္တိစိတ်ကလေမဟုတ်ဘူးဆိုလို့ရှိရင်အာရုံနဲ့စိတ်နဲ့ကအဲ့လောက်မယဉ်နှီးဘူးအသားမကြောက်ဆိုလို့ရှိရင်ဒီအာရုံကနေထွက်ပြေးနေစိတ်ကမပြောဘူးအခုကျတော့အဲ့လိုမဟုတ်တော့ဘူးမိဘယုံထဲမှာသူကဆိုကြမ်းကြမ်းမှာချလိုင်ကလေးကအဲ့လိုငိုမှာမိဘယုံထဲလည်းဖွေးဝေးလာလေတခါတည်းအငိုတိတ်ပြီးတော့ရှူကနေအိပ်ပြောသွားတာအဲလို့တသားတည်းကြပြီးတော့စိတ်ချလက်ချဘာအနောက်ဆက်မှမရှိနားလဲမနာကျင်လဲမကျင်တခြားအနောက်ဆက်ပြီးမှလည်းဟဲဘေးကလူကဆူညာလာလို့တယ်ဆိုတော့ဟဲကလေးအိမ်နေမဆူနဲ့တို့ကာဝင်ပေးပါလေအဲ့ဒါမျိုးစိတ်ချလက်ချနည်းချိုက်ချိုက်အိပ်ပြောတာလိုမျိုးစိတ်ကအာယုံပေါ်မှာအဲ့တော့အာယုံကမိဘရင်ဝင်ပေါ့ဒီအဲ့စိတ်ထဲမှာအိပ်ပျော်နေတဲ့ကလေးလေးလို့ဒီဇွနာဇန်စိတ်ကအဲ့ဒီအာယုံပေါ်မှာပျော်မွေ့ပြီးတော့စီးဝင်သွားတာကိုပြောတာဟုတ်ပြီနော်အေဝံဟိအေဝံဒီနည်းဒီပုံနဲ့လက္ခဏာဝိမောက္ခဘာဝပတ်တယ်လွမြောက်ဒီအဖြစ်ဖြစ်တဲ့ရူပဝဇရကုသရူပဝဇရကုလို့အတတ်သေးလို့ပြခြင်းကအဲ့တော့အာယုံကလွတ်တယ်ဆိုတာမှာပထမဇန်ဆိုလို့ရှိရင်ဟိုးရှိမှာတော့ဦးဇင်းတို့ပထမဇန်ဒုတိယဇန်တတိဇန်သရုပ်ဇန်ပစ္စမဇန်စသဖြင့်အဲ့တော့သွားခဲ့တယ်လေသွားခဲ့တဲ့အခါပထမဇန်ဆိုလို့ရှိရင်ပထမဇန်ရဲ့အနှောက်အယှက်တွေရှိတယ်လေသူရှိရကာမအကာမအာယုန်တွေဘာတွေနီးသေးတဲ့အတွက်နောက်ဒုတိယဇန်ဆိုလို့ရှိရင်ဝါရီတော့ဝေးသွားတို့တော့သူဇန်ငါတွေကဝိဇာရတို့ဝိတက်တို့ဝိဇာရတို့အနှောက်အယှက်ကဖြစ်နေပြန်ရောတတိယဇန်ဆိုလို့ရှိရင်တစ်ခါပီတိတို့ဘာတော့တစ်ခါဖြစ်နေပြန်စသည်ဖြင့်လေအဲလို့အခုကျတော့အဲ့လိုမဟုတ်ဘူးဘယ်အဆင့်မဲ့ရောက်သူကဒီအနှောက်အယှက်တို့မခံစားရတဲ့သဘောပဲဝိမောကအနေနဲ့ရူပဇံကိုရတယ်ဆိုဒီအမောတသားတဲ့ပြောရရင်တော့ကိုရတာဓာကြီးကိုတပင်တပန်းရင်းနှီးအောင်လုပ်နေရတာသူကြတော့လေတက်တောင်ကိုအရင်တော့ကိုဗန်တရားတရားလောက်ထားသလားအောင်းမရတယ်ဆိုတော့ဦးဇင်းတို့ပညာရက်တစ်ခုကိုအတူတူသင်ကြတဲ့အခါမှာလေဆရာကတော့အတူတူသင်ပေးလိုက်တာပဲသူလည်းအစ်စ်ပဲကိုလည်းအစ်စ်ပဲဒါပေမဲ့သူကြတော့ဖာနဲ့နားလဲသဘောတွေကိုကြားလို့သူနဲ့ဟန်ကြကိုကြတော့ရင်းနှီးအောင်ကိုတို့လေ့ကျင့်ယူရတာအဲ့ဒါမျိုးနမူနာနားလဲကြည့်ရရင်လေအဲ့လိုဒါဆိုသဘောပေါက်ပြီနော်ဟုတ်ပြီအဲ့တော့အောက်ကတထဆိုတဲ့အပိုက်ကလေးဖတ်ကြည့်အောင်ဗါလေတထရူပိတိဣဇတံကေတာတိတုဩပါတိတံရူပိစာနံရူပံတတတဒတတ္တိရူပိတတတ္တိရူပိဣဇတေညိနီလာပရိကံမံကရောတောကေတေဝါပိတ်တေဝါအခိတာရကာယဝါအခိတာရကာယဝါကရောတိပိဒပရိကံမံကရွန်တောမေတေဝါသဝိယာဝါဣတထာနေဝါကရောတိလောဟိတာပရိကံမံကရောတိကရွန်တောမန္တေဝါလောဟိတေဝါဇိဝါယဝါဟထတလပါဒတလီတုဝါအခိနံရထထာနေဝါကရောတိဩဓာတပရိကံမံကရွန်တောအဋ္ဌိမိဝါဒံတေဝါနာခေဝါအခိနံတေတထာနေဝါကရောတိဧဝံပရိကံမံကတဝါဥပ္ပန်နိသာနာသမင်္ဂိနံတန္တာယေတံဝုဒ္ဒံဟုတ်ပြီဆက်ဖတ်လိုက်ပါဒါတကြောင်ပါဏိပတ္တိဗဟိတာပိသီလကတိနာတိရူပါဏိဇာနာသကုနာပတ္တိဣမိနာဣဇတဗဟိတာဝိထုကေတုကတိနေတုဇာနာပတိလာဘောဓတ္တိတောဟုတ်ပြီအဲ့တော့ဒီမှာခုနကဦးဇင်းတို့ပါဠိတော်ဖတ်တော့ဇာပိုက်၃ပိုက်ရှင်းကြည့်ခဲ့တဲ့အခါမှာဒါအခုကပထမပိုက်အကြောင်းကိုရှင်းပြနေတာ哦ပထမပိုက်အကြောင်းမှာရူပီရဲ့နောက်ရူပါနိရဲ့ဒါတွေ့ကြတာလေရူပီရူပါနိပတ်သက်တယ်အခုအဲ့ဒါကိုသူကရှင်းပြတာ
အဲ့တော့ Ruby ကိုနေတရားဆရာတော်ကြီးဘာသာပြန်တယ်လေဟို Izada Keta စသည်ကတိုင်းအာယု၌ဘာညာစသည်ဖြင့်အဲ့လိုဘာသာပြန်တယ်ဒီမှာတွေ့လား Izada Keta ဒီတူဆိုပြီးတော့လေအဲ့တော့ Izada Keta ဒီတူကိုယ်တဏ္ဍာမှာဖြစ်တဲ့7စသည်တို့၌ဥပ္ပါဒိတံဖြစ်စေအပ်သောရူပိဇာနံရူပဇံဖြစ်တဲ့ရူပံယုတ်ဟုတ်ပြီနော်အဲ့တော့ဆိုလိုတာကအဲ့ဒါကိုဒီမဲ့မိမိတဏ္ဍာမှာဖြစ်တဲ့ကေတအစရှိတဲ့တို့မှာဖြစ်တဲ့ဟိုယုတ်တရားပေါ့အဲ့ဒီယုတ်တရားကဘာတွေလဲဆိုရင်အခုကသူကဟိုကတိုင်းဇန်တွေကိုပြောပြနေတာဟိုကတိုင်းဇန်တွေကိုပြောပြတာဖြစ်တဲ့အတွက်ဒီမှာယုတ်တရားလို့ပြောတာ ਨੇ ဟိုပထဝီအာဘောတိဇောဝါယောရူပတ္တရကန္တရတ္တဖုဒ္ဓပါဆိုတော့ဟိုယုတ်28ပါးကိုသူကမြင်ရမှာမဟုတ်ဘူးကတိုင်းယုတ်တွေကိုမြင်ရမှာအဲ့တော့ပထမဆုံးဒါကြောင့်သူကဘာပြောလဲဆိုရင်နီလပရိကမ္မံကရွန်တော်နီလကတိုင်းကိုရှုတဲ့ပုဂ္ဂိုလ်ဆိုလို့ရှိရင်ကေသေးစပင်ကအညိုရောင်ဒါကိုလည်းပဲကြည့်လို့ရတယ်နောက်ပိတ်တေဆိုတာကဘာလဲဟိုပိတ်တာဆိုတာသီးကြီးဆိုတာလည်းအညိုရောင်ပဲလေအဲ့တော့စပင်ရဲ့အညိုရောင်သီးကြီးရဲ့အညိုရောင်နောက်မျက်လုံးအလဲကောင်းဝါလေးရဲ့အညိုရောင်လေအခိတာရကမျက်နှာဝန်းလေဟုတ်တယ်တာရကဆိုတာကတော့တောက်ချူဟိုပါပေါ့တာရကဆိုတာကနက်ခတ်တာရတယ်အခိရဲ့မျက်စိရဲ့နက်ခတ်တာရဆိုတော့မျက်စိအလဲကောင်းမျက်နှာဝန်းပေါ့အဲ့ကအယောင်လေးတွေအညိုအောင်နေပဲလေအဲ့တော့ခန္ဓာကိုယ်ကအစိပ်ပိုင်းကိုယူသူ့ရဲ့အယောင်ကိုပဲခဏဟိုကတိုင်းအာယုံအနေနဲ့ယူလိုက်တာဟုတ်ပြီနော်ဒါကဟိုနီလာကတိုင်းအတွက်ပြောတာပိဋပရိကမ္မံကရွန်တော်ပိဋကတိုင်းဆိုပိဋဆိုတာရွှေရောင်လေရွှေရောင်အဝါရောင်ပေါ့ဟုတ်တယ်မဟုတ်လားပိဋဆိုဒီမှာပါတယ်တောက်အပ်သည်ဒီဟာမဟုတ်ဘူးအောက်မှာတောက်ချင်းတောက်တော့အစားဝါဝင်းသောအယောင်ရွှေစင်းရှိတော့အဝါရောင်ပေါ့ဟုတ်ပြီနော်အဲ့တော့ပိဋပရိကမ္မံဆိုလို့ရှိရင်ဘယ်ဟိုသွားကြည့်လဲဆိုတော့မေဒေမေရဆိုတာကအစီခဲတချို့အစီခဲတွေကအဝါလေဟုတ်တယ်မလားအဲ့မျိုးနောက်စဝိအရေပြားရဲ့အယောင်လေတချို့အရေပြားအသားဝါဝဝင်းလေဟုတ်ပြီနော်နောက်အခိနံပိတ္ဌာနေမျက်စိထဲမှာလည်းပဲတချို့အစိပ်ပိုင်းလေးမျက်စိကိုအသေးစိတ်ကြည့်လိုက်တဲ့အခါမှာတချို့ဟာလေးတွေရွှေအောင်ပါညာရှိတယ်လေအဲ့ဒါမျိုးပေါ့အခိနံပိတ္ဌာနေမှာကရောတိဟုတ်ပြီအဲ့တော့ဘယ်နာအယောင်ပဲဖြစ်ဖြစ်တရားကိုယူလိုက်တယ်ဆိုတဲ့သဘောအဲ့တော့ဒါဆိုရင်အခုသဘောပေါက်မှာနီလာကတိုင်းဆိုရင်အညိုရောင်ခန္ဓာကိုယ်ကဟိုခန္ဓာကိုယ်အစိပ်ပိုင်းတွေရဲ့အညိုရောင်ရှိတဲ့အစိပ်ပိုင်းတွေအသုံးပြုလို့ရမှာပေါ့ပိဋကတိုင်းဆိုလို့ရှိရင်လည်းခန္ဓာကိုယ်မှာရွှေရောင်အဝါရောင်ရှိတဲ့အစိပ်ပိုင်းတွေကိုအသုံးပြုလို့ရမှာပေါ့နောက်လောဟိတကတိုင်းဆိုလို့ရှိရင်ခန္ဓာကိုယ်ကအသားတို့နောက်ဟိုသွေးတို့ရှားတို့ဟုတ်တယ်မဟုတ်လားသူကနီတဲ့ဟာလေဟုတ်တယ်မဟုတ်လားနီတဲ့အယောင်တွေအဲ့ဒါကိုအသုံးပြုလို့ရမှာပေါ့ဒါကြောင့်ဒီမှာမန်သေးဆိုအသား flash ဟိုခန္ဓာကိုယ်ခွဲခြားစိတ်ထားလိုက်ရင်အမေသားအသားတွေသုံးကြီးမြင်လိုက်ရင်လေလောဟိတေနောက်ဇိန်ဝါရှာနောက်ဟိုခြေဘွားလက်ဘွားတွေရဲချိတ်နေတာမျိုးတွေလေဟထပါရတလေနောက်အခိနံရတ္တဌာနေမျက်စိလည်းပဲသူဦးဇင်းတို့မျက်နှာတပြီးလို့ဟိုရေချိုးပြီးကစားလို့ဟာမျိုးတချို့ဆိုမျက်စိမှာရဲရတယ်လေအဲ့ဒီရဲရတယ်လေကိုယ့်အကိုဖန်ကြည့်ရင်းနဲ့ငါမျက်စိတွေရဲနေပါလားဆိုအဲ့ရဲလေးကိုယူပြီးတော့လည်းကသန်းအာရုံလုပ်လို့ရတယ်နောက်ဩရဒဖြူတာဆိုလို့ရှိရင်လည်းအတူတူပဲအဖြူဆိုလို့ရှိရင်ဖြူတဲ့အစိပ်ပိုင်းတွေအဋ္ဌိအယိုးဒန္တသွားနခခြေသေးလက်သေးနောက်အခီနံတိတက်ထားတဲ့မျက်နှာဝန်းကိုမျက်စိထဲမှာမျက်နှာဝန်းဖယ်ထားတဲ့ဘေးနာပတ်ချလဲအဖြူရောင်နေဒါတွေကိုယူပြီးတော့လည်းပဲကတိုင်းနမိတ်အနေနဲ့အသုံးပြုလို့ရတယ်အဲ့ဒါကိုပြောတာရူပီဆိုတာဟုတ်ပြီနော်နောက်ရူပါဏိပတ္တိမှာရူပါဏိကိုရှင်းပြတဲ့ခါကျတော့ရူပါဏိကျတော့ဗဟိတာနေပြီအဲ့တော့အစောပိုင်းတော့သူကဘေးဟာတွေသွားမရှာဘဲနဲ့သူခန္ဓာကိုယ်အစိပ်ပိုင်း32ခုတတဆင်ញင်ရအနေပဲဟိုဒီခန္ဓာကိုယ်အစိပ်ပိုင်းတွေကအယောင်တွေကိုယူပြီးတော့ဒီအယောင်ကတိုင်းနေနဲ့ဇံရအောင်လုပ်တယ်ရပြီးတဲ့အခါကျတော့အစ္ဆဒနဲ့ရတော့ဗဟိတနဲ့ရအောင်ကြိုးစားတယ်ဒါပါပဲဟုတ်ပြီနော်ကတိနေသူဇာနာပတိလာပေါ့အဲ့လိုအစ္ဆဒဗဟိတအစုံလိုက်ပေါ့ဟိုအင်ဂျယ်မဟုတ်ဘူးဘက်စုံရတာတချို့အင်ဂျယ်တွေရှိလေအိမ်နှွန်းဂျယ်တွေရှိတယ်လေအဲ့လိုအပြင်မှာဒီဇာရတာဘက်စုံရတယ်လို့ပြောတာအတွင်းရောပြင်အကုန်ကျွမ်းကျင်တယ်လို့ပြောတာဟုတ်ပြီနော်ဒါဆိုရင်ဒါပထမပိုက်ပြီးသွားပြီပထမပိုက်ပြီးတော့ဒုတိယပိုက်မှာအစ္ဆဒံအရုပတင်ကြီးဆိုတာလာတယ်ဟုတ်တယ်မဟုတ်လားအဲ့တော့ဒါလေးဒီတစ်ကြောင်းလေးဖတ်လိုက်ပါ
that the arubatin ti na ဟုတ်တယ်တိ ti is that then နရူပတင်ကြီး atin ni atano keta di tu anopadi ta rupa wasara rupa wasarisa no ti atho imina bahita prikaman katwa bahita wa ပတိလတ္တဇာနာတာဓာတိတာအဲ့တော့သူကကြတော့ဗာပြောလဲဆိုရင်ဒီမဲ့ is that အရူပတင်ကြီးကိုရှင်းပြတာတွေ့တယ်မလားနရူပတင်ကြီးနန္တရားလို့အမှတ်တင်ညာရှိတာလို့ပြောတာမဟုတ်ဘူးတဲ့ရုပ်တရားလို့အမှတ်တင်ညာမရှိတာကိုပြောတာတဲ့ဟုတ်ပြီနော်ခွဲပြထားတာလေအဲ့တော့ဆိုလိုတာကအပေါ်ဘိုက်ကကြတော့ပထမခန္ဓာကိုယ်စိတ်ပိုင်းတွေ32ခုဓာတ်တွေကိုဆင်ကျင်ပြီးတော့32ခုဓာတ်ရဲ့အယောင်တွေကိုယူပြီးတော့ကတိုင်းနမိတ်လောက်ပြီးတော့ဇံရသွားတာပြီးမှအပြင်ပအာယုန်တွေအပြင်ပအယောင်တွေကိုယူပြီးတော့ကတိုင်းကြံလောက်တာအခုဒီမှာကြတော့သူအဲ့လိုအစ္ဆဒနဲ့ရမထားဘူးကြိုးစားမထားအနုပါရိတဇာနိဇာနောဒါပေမဲ့သူကဣမိနာဗိဒကမ္မံပရိကမ္မဗိဒါဝအပြင်ပအာယုန်နဲ့ပဲသူကဇံရထားတာဆိုပါစို့လမ်းသွားရင်ဒီမှာစက်ကူလေးတစ်ခုတော့အဖြူလေးဒီအဖြူလေးကိုပဲနမိတ်ယူပြီးတော့အော်ဒါတာကတိုင်းသွားရနေမှာဟိုမဲ့သင်္ကန်းစားအဝါလေးတွေ့တာနဲ့အဝါလေးကျွန်းသားစားအဝါလေးတွေ့နေအဝါလေးအဝါရောင်ကတိုင်းပီတာကတိုင်းစသည်ဖြင့်လေအဲ့လိုအပြင်ဟာနဲ့ပဲရတာကိုပြောတာတဲ့အစ္ဆဒံအရူပတင်ကြီးဆိုတာဟုတ်ပြီနော်ဒါဆိုရင်ဦးဇင်းတို့တတိယပိုက်ဒုတိယပိုက်ပြီးသွားပြီအခုတတိယပိုက်သွားရအောင်ဘာလဲသူဗန္တိtu miladi tu wanakati ne tu sanani datitani tatha kinsapi ando apanaya tu bhanti abogo nati yopana tu vitauda သူဝိသုတ်တံသူဘဂတိနံ tu bhakati ne အာရမဏံကတ္တဝါ we ready to yatama tu bhanti ပေယလပထမဇာနံဥပတံပစ္စဝိဟရတိ pisa we ready tatha dutiya dini tatta ewa တတ္တမဧဝံဒေသနာကတ္တာ tatama ewan tetana katha ရပြီဒီမှာပဲရက်လိုက်အဲ့တော့အခုတတိယအပိုင်းမှာကျတော့သူ့ဘန်ဆိုတဲ့စကားလုံးလေးပဲထူတာအဲ့တော့သူ့ဘကဇောနာတင့်တယ်တို့လှပတယ်တို့ဒါတွေပြောခဲ့တာလေဆိုတော့သူဝိတုဒ္ဓေသူနီလာဒီသူခုနက32ခုဓာတ်သားကအယောင်တွေဒါမှမဟုတ်ပြင်ပမှာတွေ့တဲ့အယောင်တွေကိုကြည့်တဲ့အခါမှာသူ့ဟာသူအနေထားပေါ်ကြည့်ပြီးတော့တချို့အယောင်တွေကလှပတောက်ပနေမှာတချို့အယောင်တွေကလှကြမှာလှမှာအယောင်မြေကမတ်တာပဲရှိမှာညင်ထီလည်းဖြစ်နေမှာအဲ့ဒါကိုပြောတာဟုတ်ပြီနော်အဲ့လိုဖြစ်တဲ့ခါကျတော့တဲ့သူကဒါဆိုရင်ဒီအယောင်တွေကမလှဘူးလှတယ်ကောင်းတဲ့ဟာလေးတွေ့လိုက်တယ်ဖြူစင်တဲ့တကယ်ကိုဖြူစင်တဲ့စက်ကူလေးဘာမှမရသေးတဲ့အေဖိုးစာကလေးတယောက်ကြာနေခဲ့တာမိုးလည်းမစိုးသေးဘူးရေလည်းမစိုးသေးဘူးမြေကြီးလည်းမကတ်သေးဘူးခုမှအစ်လက်ဆက်ကလေးဆိုတော့အဖြူကဖြူတောက်နေမှာပေါ့အဲ့ဒါကိုသူ့ပန်လို့ပြောတာဆိုတော့တဲ့ဒါဆိုရင်တဲ့အန်ဒေါအပ္ပနာဇံရနေတဲ့အချိန်မှာသူကအဲ့လိုတွေးတာလားတဲ့အန်ဒေါအပ္ပနာဇံရနေတဲ့အချိန်မှာတော့သူ့ဗန်ဒီအာဘောကိုနတ်တီဩဒါလေးကလှလိုက်တာဖြူလိုက်တာဖြူစင်နေတာပဲဆိုတော့ဒီလိုနှလုံးသွင်းမှုမျိုးတော့မရှိပါဘူးတဲ့ပဏ္ဏအဲ့လိုပဲမရှိတော့လဲပဲအဲ့ဒီယောဂီပုဂ္ဂိုလ်ဟာတဲ့သူဝိတုဒ္ဓံအလွန်စင်ကြယ်တဲ့အလွန်ဖြူစင်တဲ့ခုနအဖို့ဇက်ကုလိုဟာမျိုးလေးသူဘဂတိနဲ့အဲ့ဒီကတန်းအာယုံကိုအာရမဏံကတ္တဝါအာယုံပြုတ်ပြီးတော့ဝိဟရတိနေတယ်တဲ့နေတဲ့အခါကျတော့ယတ္တမသူဗန္တိပထမတဝိရတတ္တမဧဝတေသနာကထာအဲ့တော့နောက်ဆုံးပဲကြတော့ရတဲ့အာယုံကအဲ့လိုဖြူလွန်းလို့ကောင်းလွန်းလို့အဲ့အကောင်းပေါ်မူတည်ပြီးတော့သူ့စိတ်ထဲမှာတော့ကောင်းတယ်လို့မရှိပေမဲ့ဒါပေမဲ့ကောင်းတာရဲ့အကျိုးကျေးဇူးအရာကောင်းတဲ့သဘောတော့စိတ်ထဲကိုတော့ရောက်သွားပါပဲအာဘောကနှလုံးဓာတ်တွေကကောင်းလိုက်တာဆိုတော့တတ်မဲ့မှုမျိုးတာမရှိတာလေဆိုပါစို့ဦးဇင်းတို့အခုစာကြည့်တဲ့အခါမှာအခုမင်းဖျောင်းနိုင်မီးလေးနဲ့ကြည့်မှလားလှည့်စင်မီထင်းထင်းလေးနဲ့ကြည့်မှလားဖျောင်းနိုင်မီးနဲ့လည်းမြင်ရတာပဲလှည့်စင်မီနဲ့လည်းမြင်ရတာတို့တော့မြင်ရတာချင်းမတူဘူးလှည့်စင်မီနဲ့ကြည့်ရှင်းနေတာပေါ့အဲ့ဒါမျိုးဒါပေမဲ့ကောင်းတယ်မကောင်းဘူးဆိုတော့နှလုံးသွင်းတော့ယောဂီပုဂ္ဂိုလ်ကရှိရမျိုးတော့မဟုတ်ဘူးဒါပေမဲ့အာယုံကောင်းတဲ့အတွက်ပို့ပြီးတော့ခရီးသွားတဲ့အခါမှာကားကောင်းနဲ့သွားတယ်ကားဆုံးနဲ့သွားရင်သွားရခြင်းတော့အတူတူပဲဘယ်ဟာပို့ပြီးတော့အဆင်ပြေရောက်သွားတယ်အဲ့လိုပုံစံမျိုးဒါဟုတ်သူဗန္တိလို့ပြောတာနော်ဟုတ်ပြီနောက်တစ်ပိုက်ကကြတော့ပဋိသမိတာမဲ့မှာပြောတာလေဒီကပြန်ကိုးပြီးတော့ပြောပြတာ
ပဋိသမ္မိတာမဲ့ကေပါနာတဲ့ပဋိသမ္မိတာမဲ့မှာကြတော့ကထံသူဗံတော်ဝအဓိမုတ်တော်ဟောတိတိဝိမောက်ခောအဲ့လိုဘလို့များဒီလှကောင်းလိုက်တာလို့အာယုံကကောင်းလိုက်တာလို့ဆင်ញင်ရင်းနဲ့ဘယ်လိုပုံစံမျိုးနဲ့အဓိမုတ်တာဖြစ်တာလဲဘယ်လိုပုံစံမျိုးနဲ့ဝိမောက်ကဖြစ်တာလဲဒါကိုပြောပြတဲ့အခါမှာဣဒဘေခုမေတ္တာတဟကတိနာစေတတာဧကံဒိတံဝိဟရတိမေတ္တာယဘာဝိတ္တတတ္တာအပတိကုလာဟွန်တိအဲ့တော့မေတ္တာဘာဝနာပွားပြီးတော့မေတ္တာဇံနဲ့အယက်မျက်နှာတွေကိုမေတ္တာပို့ပြီးတော့ဒီရမှာအရှိရမှာရှိတဲ့တတ္တဝါတွေကြမှာချမ်းသာကြပါစေစသည်ဖြင့်အဲ့လိုမေတ္တာပို့ပြီးနေတဲ့အခါမေတ္တာယဘာဝိတ္တတာမေတ္တာပွားထားတဲ့အတွက်ကြောင့်တတ္တဝါတို့ဒီအပတိကုလာဟွန်တိအဲ့တော့အပတိကုလာဆိုတာတာမြစ်တက်ချင်းကင်းစေတတ်သည်မဟုတ်ဆက်ဆုပ်ရွံစာဝယ်မရှိသည်မဟုတ်အဲ့တော့တရားတွေရဲ့အနေထားအရာတော့ဘယ်လိုရှိမလဲဆိုလို့ရှိရင်ကောင်းတဲ့လူလည်းရှိမယ်ဆိုးတဲ့လူလည်းရှိမယ်လှတဲ့လူလည်းရှိမယ်မလှတဲ့လူလည်းရှိမယ်ကြိုက်စရာကောင်းတာလည်းရှိမယ်မကြိုက်စရာကောင်းတာလည်းရှိမယ်သို့တော်လည်းပဲအကုန်လုံးပေါ်မှာမေတ္တာသတာတဲ့ထားပြီးတော့ပွားလိုက်တဲ့အတွက်အဲ့တရားတွေရဲ့သဘောတဘာဝဇောနာကောင်းခြင်းမကောင်းခြင်းချစ်စရာကောင်းခြင်းမုန်းစရာကောင်းခြင်းနဲ့သူ့မှာအဖက်လာမဖြစ်တော့ဘူး။ဘာလို့မေတ္တာပွားထားလို့သူ့မေတ္တာအားကောင်းနေလို့အလားတူပဲခုနကအဘောဟာလေးကအဲ့ဒါကိုပြန်နားလေကြည့်ရရင်အာယုံကတော့သူ့ဟာသူဇောနာဧဘူးစာရဲ့ဖြူဖြူလေးကအရန်ကောင်းတာပဲတို့တော့အဲ့ဒီပုံမှာသူတတ်မဲ့တဲ့ပုံစံမျိုးတော့မဖြစ်ဘူးဒါပေမဲ့အဲ့ဒီအာယုံကောင်းမှုကသူ့ကိုကျေးဇူးတော်လာပြုပေးဟုတ်ပြီနော်အဲ့ဒါမျိုးနဲ့ဝိပောက္ခဖြစ်တယ်အဲ့ဒီကနေဝိပောက္ခဖြစ်တာမျိုးလည်းပဲနားလည်လို့ရမှာပေါ့နောက်ကရုဏာမုဒိတာဥပ္ပခာအတူတူပဲနော်အဲ့တော့ဥပ္ပခာယဘာဝိတ္တတတ္တာအပတိကုလဟောတိဧဝံသူဗံတောအတိမုတ်တော်ဟောတိတိဝိမောက်ခောဒီနည်းဒီပုံနဲ့အာယုံကောင်းမိမယ်အဲ့ဒီအာယုံပေါ်မှာမတတ်မဲ့ဘူးတို့တော့အဲ့ဒီအာယုံကောင်းကတော့သူ့ကိုကျေးဇူးတော်ပြုတယ်ဟုတ်ပြီနော်သူကအဲ့အာယုံကောင်းကိုကြော်လွှားနိုင်တာမျိုးပေါ့ဒီအာယုံပဲအဖြူပဲအာယုံမကောင်းလို့လည်းပဲဘာမှမဖြစ်ဘူးသူကအဖြူမြင်အောင်ယူနိုင်တယ်အာယုံကောင်းလို့လည်းပဲအဖြူမြင်အောင်ယူနိုင်တယ်အဲ့ပုံမှာအာယုံကောင်းလို့မှတော့တတ်မဲ့တာမျိုးမတတ်မဲ့တာမျိုးလည်းဘာမှမဖြစ်ဘူးဟုတ်ပြီနော်ဒါကိုပဲသူဗန္တိလို့ပြောတာအဲ့တော့တခါနောက်ဗာထပ်ပြောတယ်ဣဒပနာတဲ့ဒီနေရာမှာတော့ဥပရိပါဠိယံယေဝဗြဟ္မဝိဟာရဏအာဂတတတန်နယပဋိခိပိတဝါအဲ့တော့ဗြဟ္မဟိုအားကအခုပဋိသမ္မိတာမဲ့မှာဟောထားတာကကြတော့ဗြဟ္မစိုးတရားတွေနဲ့ပတ်သက်ပြီးတော့ဟောတာလေမေတ္တာကရုဏာမုဒိတာဥပေက္ခဆိုသူကဇရောဒဇန်မှာရောက်တာဟာတွေကိုဆိုတော့ဒီမှာကြတော့တဲ့ဗြဟ္မဝိဟာရဏအခုဒီပါဠိမှာကြတော့ဗြဟ္မဝိဟာရတရားတွေမှာလာတဲ့အတွက်တဲ့အဲ့ဒီနည်းကိုဒီမှာပယ်ထားပါတယ်တဲ့အဲ့ဒီနည်းကိုမယူဘူးပေါ့နော်မယူဘဲနဲ့ဘယ်လိုဟာမျိုးနားလည်မှာလဲဆိုတော့သူ့နေလအယမ်းနေတဲ့ဟာမျိုးအယမ်းညိုတဲ့ဟာမျိုးအညိုအောင်ကောင်းကြီးပေါ့အညိုအောင်အားကောင်းတာမျိုးသူ့နေလကဒါသူ့ပိတကရွှေရောင်အဝါရောင်အားကောင်းတဲ့ဟာမျိုးဒါသူ့လောဟိတရဲချိတ်ဒါသူ့ဩရဒဆွတ်ဖြူဒါသုဒ္ဓနီလကအနီသက်အညိုသက်ပေါ့ပရိသုဒ္ဓပိတကရွှေရောင်သက်အဝါရောင်သက်ပရိသုဒ္ဓလောဟိတကသူ့ရောင်သက်အနီရောင်သက်ပရိသုဒ္ဓဩရတကဝတေနတခြားဘာနဲ့မှမယောဘူးအနီဆိုလဲအနီစစ်ကြည်အဝါဆိုလဲအဝါစစ်အညိုဆိုလဲအညိုစစ်အဲ့လိုဖြစ်နေတာမျိုးကိုသူဘဝိမောက်ခောလို့ပြောတာသူဘဝိမောက်ခောအနုညာတော်ခုနဟိုတရားတွေလိုမျိုးစုံလို့ဟိုကြောင့်ဖြစ်တာမျိုးမဟုတ်ဘဲနဲ့လေဟုတ်ပြီနော်အဲ့ဒါမျိုးအာယုံကတားကောင်းတယ်အဲ့လိုအရာကျေးဇူးလာပြုတာဒါဣတိကတိနန္ဒီဝါအဘိဘာယတနန္ဒီဝါဝိမောခောတိဝါရူပဇာနာမေဝါအဲ့တော့ကတိုင်းအာယုံဒါကအဘိဘာယတနာအာယုံရှေ့မှာတော့အာယုံကိုလွှမ်းမိုးပြီးတော့လေနောက်အခုကြတော့ဝိမောခအဲ့လိုရူပဇာနာမေဝါအကုန်လုံးကရူပဇာနေကြီးပါပဲတဲ့ကတိနဲ့အဲ့ဒီအာယုန်တွေကအာရမဏတတကလတ်ထေနအကုန်လုံးကအာယုန်ဆိုတဲ့သဘောတဘာဝကြောင့်ပဲကတိုင်းလို့ခေါ်တာတဲ့ဟုတ်ပြီနော်တကလတ်ထေနကတိနဲ့နာမအကုန်လုံးကကတိုင်းပါပဲထို့တော့ခုနကအပေါ်မှာတော့ဦးဇင်းတို့အဘိဘာယတနာမှာတော့ကြတော့ယောဂီပုဂ္ဂိုလ်ကဉာဏ်ကောင်းလွန်းလို့အာယုန်ကိုပိုင်နိုင်သိတာအခုဒီမှာကြတော့ပထမတစ်ဆင့်ကသူခန္ဓာကိုယ်စိတ်ပိုင်းတွေကိုရှုပြီးတော့အပြင်ဟာကိုရှုနိုင်တာနောက်တစ်ခါကျတော့ခန္ဓာကိုယ်စိတ်ပိုင်းအပြင်ဟာတက်ကြီးပဲရှုတာ
အဲ့မှာတခါတွေ့တဲ့အာယုံပေါ်ကနေလည်းပဲအာယုံတွေဘလောက်ကောင်းအာယုံအကောင်းတွေနဲ့တွေ့ပြီးတော့သူကရှုနိုင်တာတို့တော့လည်းပဲမဟုတ်ရင်သူကအကောင်းတာတွေ့ရင်တတ်မဲ့တဲ့သဘောရှိတာ哦အခုကောင်းရင်သူအဲ့ဒါကိုကြော်လွှားပြီးတော့ကာမိဆန္ဒနိဝရဏတွေပါလေမဖြစ်ဘူးပေါ့ဒါကိုပဲဝိမောက်ခလို့နားလဲရမှာပေါ့ဟုတ်ပြီနော်ဒါကြောင့်သူကဘာပြောလဲဆိုတော့အခုတန်အာရမကတိနနာမှာအာရမဏံအဘိဘောနထေနပထမတစ်ခုကအာယုံကိုအကုန်လုံးသိနိုင်တဲ့အတွက်ကတိုင်းကတိနာလို့ခေါ်တာဒုတိယတရားကျတော့အဲ့ဒီအာယုံတွေကိုကြော်လွှားပြီးတော့လွှမ်းမိုးပြီးတော့ပိုင်ပိုင်နဲ့သိနိုင်တဲ့အတွက်အဘိဘာဝနာအဘိဘာယနာနောက်တစ်ခုကကြတော့ဣတရာပနာသုတ်တန်သဒေသနာဝတိနေဝဟုတ်တာတဲ့ဟောကြော်သွား sorry အာရမဏီအာယုံမှာအဓိမုတ်စနထေနာပစ္စနိကတံမေဟိအာယုံပေါ်မှာပဲခုနကသူ့ဘလိုဟာမျိုးအာယုံကအရန်ကောင်းတာတောင်မှမတတ်မဲ့ဖက်နဲ့ကိုယ့်အလုပ်ကိုလှုပ်ရှားကြည့်တာအဖြူဆိုအဖြူပဲယူသွားတာအနီဆိုအနီကိုပဲယူသွားတာဟာအရန်နေတာလှလိုက်တာဆိုတာမျိုးမရောက်ချင်ဘူးအဲ့ဒါဝိမောက်ခလို့ပြောတာဟုတ်ပြီနော်နောက်ပစ္စနိကတံမေဟိဆိုနာဒီအာယုံတွေမှာအာယုံကောင်းလို့လည်းပဲအာယုံပေါ်မှာတတ်မဲ့အောင်ဟိုဟာတွေကအာယုံအကောင်းကိုအကြောင်းပြပြီးတော့ကာမိဆန္ဒနိဝရဏအာယုံအဆိုးကိုအကြောင်းပြပြီးတော့ဗျာဘာဒနိဝရဏဒါတွေမလာဘူးလို့ပြောတာအဲ့လိုလွတ်လောက်ထားဖို့ဝိမောက်ခလို့ပြောတာဟုတ်ပြီနော်အဲ့တော့တတ္ထာဂတိနဒေသနာအဲ့တော့ဝိမောက်ခနာမှာဆိုတော့အတူတူပဲဂတိနဒေသနာအဘိဓမ္မဝတေနာဒီမှာကတိုင်းကတော့အဘိဓမ္မနည်းနဲ့ပါတဲ့ကျန်တဲ့နှစ်ခုဆိုတာအဘိဘာယတနာနဲ့ဝိမောက်ခကြတော့သုတ်တန်ဒေသနာနည်းနဲ့ဟောထားတာပါတဲ့ဟုတ်ပြီနော်အရင်အဘောဗရဝဏအခုရှင်းပြတာတွေကရှေ့မှာမပြောရသေးတဲ့စကားလုံးတွေကိုပဲပြောပြတာပါတဲ့ကျန်တာတွေကတော့ရှေ့မှာအတီးတီးပြောခဲ့ပြီးသားတဲ့ဧကေကသမိန်ပါဏဝိမောက်ခေပထဝီဂတိနေဝိယပင်စဝေတတိအဲ့တော့ဝိမောက်ကတစ်ခုမှာပထဝီဂတိလိုပဲ25နဲ့သွားလိုက်တဲ့အခါကျတော့အခုကဝိမောက်က3ခုဆိုတော့25 3 4 85အဲ့ဒါကိုပင်စတတ္တိနဝကဝိရိတပါလို့သိပါတဲ့ကဲဝိမောကကထာဒီနေ့ပြီးသွားဒီမှာပဲတော့အောင်ဆိုနော်ကဲသာဓုခေါ်သာဓု